တိုင်းပြည်အုပ်ချုပ်တဲ့လူဆိုတာကပုဂ္ဂိုလ်ဆိုတာကအမျှော်မြင်ရှိတယ်စဉ်းစားနိုင်တယ်ချင့်ချိန်နိုင်တယ်နောက်ကြောင်းပေါ့ကျွန်တော်သိပြီးမှဆက်ဆံတယ်လို့ကျွန်တော်တို့မြင်နေဟာငါတို့တိုင်းပြည်တော့ဘလောက်ထိလောက်ခဲ့တာဘာနဲ့သူ့နောက်ကြောင်းမလိုက်ဘယ်သူမှသူ့ကိုလှည့်ကြည့်မှာမဟုတ်ဘူးဒါကျွန်တော်ဘာအောင်ဆိုလိုလားဆိုတာသိမှာပေါ့ကျွန်တော်အယောင်မဆောင်ဘူးအယောင်မဆောင်ဒိန်းအောင်ဟိုစင်းရဲဘဝနဲ့တက်လာတဲ့အတွက်ရသမျှပတ်စံကိုလှူခဲ့တာကျွန်တော်ဘုရားတကာကျောင်းတကာတိန်တကာရဟန်းတကာလည်းကျွန်တော်စုံစမ်းโอเคပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဆိုတဲ့နာမည်ကြီးကိုအတုံးချပြီးအလွဲသုံးစားမလုပ်ဘူးတဲ့အပြင်โอเคတကယ်တမ်းပုံမှန်လင်းပြောရင်အစည်းအရုံးကတော့ကျွန်တော်တလောက်85သိန်းသိန်း100လောက်ပေးရမယ်ကိစ္စတွေတောင်ရှိတယ်ကျွန်တော်စိုက်ပြီးတော့လုပ်ပေးတာအဲ့ဒီပြားမှလည်းမယူဘူးမိုက်တယ်ကျွန်တော်တို့အစည်းအရုံးမှာတချို့တွေကလည်းပုတ်ခတ်ကြတယ်အလူခံဆိုကျွန်တော်ကဒီနေ့မှဖြစ်တဲ့အစည်းအရုံးလေသူများလို့ခိုင်မမရှိသေးတော့အလူခံရတာပေါ့အလူခံတယ်ဆိုတော့လည်းခံနိုင်ရတယ်ဆိုတာလေအဲ့လူရဲ့ပေးဆက်မှုတွေအဲ့ဒီလူရဲ့ချစ်ခင်အောင်နေထိုင်မှုတွေပေါ်မှာမူတည်တယ်အလူခံနိုင်ရရင်ဘယ်သူမှအလုပ်လုပ်စားတော့မှာမဟုတ်ဘူးလေအဲ့တော့အဲ့လိုဝေဖန်တိုက်ခိုက်တဲ့လူတွေလည်းကိုယ့်နောက်ကျောင်းကိုယ့်သမိုင်းကျောင်းလေးတွေကြည့်ပြီးတော့မှလူကြီးတွေဆက်ဆံတာနောက်ကျောင်းမှာသူတို့ဘာလုပ်ခဲ့လဲဘလိုတွေကလင်ကချစ်လုပ်ခဲ့လဲဘဒုကိုဘလိုတွေဖြန်ကြခဲ့လဲကိုဘာဆိုပြီးလိန်ခဲ့တယ်ဟာကိုမိသားစုကဘဒုတွေကိုဘလိုလုပ်ခဲ့လဲသမိုင်းကျောင်းဆိုတာရှိတယ်โอเคအဲ့ဒါတွေကိုလူကြီးတွေကဟိုပြောတဲ့လူတွေကိုလည်းပြောမှာသိစေချင်တာလားတိုင်းပြည်လုံးသိစေချင်တာလားကျွန်တော်ရဲ့စိတ်ကတမျိုးတတ်တယ်မရှိပဲဘာမှမလုပ်တတ်ဘူးတတ်တယ်ရှိရင်တော့ဘဒုမှမကြောက်တတ်ဘူးအဲ့လေခွင့်ရေးတောင်းခဲ့တယ်ဆိုရင်တော့လူရှင်တော်အားလုံးအတွက်ဆိုတဲ့သဘောမျိုးအခွင့်ရေးတောင်းခဲ့ရင်တော့လူရှင်တော်အားလုံးအတွက်ရည်ဆိုတဲ့သဘောမျိုးဆိုတာတဲ့ပို့သေးတယ်အခုချိန်ဒီအစည်းအရုံးကပတ်စံ9များတစီမစားဘူးတဲ့ပြင်အစည်းအရုံးကိုပန့်ပိုးတာအိမ်ကလူတွေအားလုံးကတားမယ်ဆိုရင်ဒီအစည်းအရုံးဖြစ်လာတဲ့အကြောင်းမရှိဘူးဒါကိုအုံးသီးတို့ဦးငင်းချမ်းတို့တတ်သိရှိတယ်မလို့ဘောမဒီယူလိုက်တယ်ဘယ်တော့တက်လို့လမ်းစိကျွန်တော်ပဲတောင်းယူတယ်မေးကြည့်ဘယ်ကိစ္စဘယ်လိုပဲလုပ်ရကျွန်တော်ပဲတောင်းယူတယ်စင်းရဲတယ်ဆိုဟိုကိုကြွားပြောတာမဟုတ်ကျွန်တော်အစဉ်ပြေဆုံးမို့လို့ကျွန်တော်ဘာကြောင့်အစဉ်ပြေလဲဆိုကျွန်တော်အလှူတန်းလုပ်လို့လှူလို့တိုးခဲ့တာကျွန်တော်ဥပဒေနဲ့မလွတ်တဲ့လို့ဘာမှမလုပ်ဘူးတမိုင်းကြောင်းရှာကြည့်တော့မင်းစောက်ခွက်ကိုရှေ့ကက်မင်းစောက်ခွက်ကိုရှေ့ကက်ကလို့ငါမေးကျွန်တော်ဖရားတဲ့ကျောင်းဆောင်အလှူတန်းတွေလုပ်တယ်ကိုနေမဲ့အိမ်တော်မှအိမ်ငါးဘွားနဲ့နေပြီးလှူခဲ့တာဗျာတပြားမှမကြအောင်အဲ့တော့ကြောင့်အကျိုးပေးတယ်ကျွန်တော်ဒီအနုပညာတစ်ခုတည်းနဲ့ရတာမဟုတ်ဘူးကျွန်တော်မြေလေးတွေတစ်ခါလေးဝယ်ထားတယ်ကားရိုက်တဲ့နေရာမှာမြေတွေဝယ်လိုက်တော့ဘုံဆိုဈေးတက်ပြန်ရောက်အဲ့ဒါကြီးနဲ့ကျွန်တော်အဆင်ပြေတာအဲ့တော့အဆင်ပြေတဲ့အတွက်ကျွန်တော်လူရှင်တော်တွေရဲ့နောင်ရေးဟာတနဲ့ပတ်သက်တဲ့ပုံကိုယ်တွေရဲ့နောင်ရေးကိုကျွန်တော်ခေါင်းထဲမှာအမြဲထည့်တယ်စိတ်ပူတယ်ပေါ့ဗျာကိုမိသားစုအရေးတောင်ဒုတိယလို့ထားယုံမလားမသိဘူးအဲ့လောက်ချစ်တာလူရှင်တော်တွေဒါတော့ကျွန်တော်လိန်လို့မရပါဘူးကျွန်တော်ဘေးနားမှာပုံကိုယ်ရှိတာစုံစမ်းကြည့်ပါတဖွေတာဆိုတော့တွေ့ပဲပြောနေတာအကိုအင်တာဗျူးလေးတစ်ခုကိုတွေ့လိုက်တော့လေတောင်းတယ်ငါတို့ကြတော့မရဘူးဆိုတာအတိကအခုလက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ပုံကိုယ်တွေကလည်းတွေ့တဲ့နေရာတိုင်းမှာပြောပါတယ်ဒါပြောတာငါတို့ကောင်းကြောင်းလဲပြောကြမလို့ဘယ်သူမကောင်းကြောင်းမှလည်းမပြောပါနဲ့ကိုယ့်အလုပ်ကိုလုပ်ပါအဲ့လိုပုံကိုယ်ပဲသူတို့နေရာပေးမှာပါသူများမကောင်းကြောင်းတွေလိုက်ပြောကိုလုတ်ခဲ့တဲ့ဥစ္စာတွေလိုက်ပြောပြီးတော့ထဲဝင်မရှိတဲ့လူလိုချင်စိတ်ကြီးပဲရှိတဲ့လူကမရတတ်ဘူးကျွန်တော်မှလိုချင်စိတ်မရှိဘူးလားမေးလူဆိုတဲ့အတ္တစိတ်တော့ရှိတယ်ကျွန်တော်ပေးဆက်မှုတွေအများကြီးရှိတယ်3နှစ်ရှိပြီဘယ်ဝင်ကြီးဌာနဘာအလုပ်ကံရဘူးလဲစုံစမ်းကြည့်တခုပေးလိုက်တယ်ကွာဆိုပါလာရိုက်လိုက်ထောင်တန်းချလိုက်ဗျာဘယ်သူရိုက်မလဲဘယ်သူရိုက်မလဲရိုက်ချအခုချိန်ကြီးလည်းဘာမှမရဘူးအေးမရဘူးပဲမဲ့ကြော်ပွဲတွေနီးလို့ရှိရင်တော့ဝင်ကြီးဌာနတွေကလှူကြတယ်တန်းကြတယ်ကျွန်တော်စံလေးတွေလှူတာရှိတယ်စီလေးတွေအဲ့စံတွေစီတွေလည်းမေးကြည့်ပါစံဥပမာပေါ့စီပိတ်တာ9000ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီစီပိတ်တာကိုကျွန်တော်ဘူးလေးတွေနဲ့လဲပစ်တာကျွန်တော်ဗမာနိုင်ငံလုံးမှာရှိတဲ့လူရှင်တော်တွေကိုပေးတာလိုင်းပေါ်မှာတွေ့မှာပါဟုတ်လားအဲ့လိုလူမျိုးအဲ့တော့ကိုယ့်ရဲ့တမိုင်းကြောင်းပေါ့ကိုယ့်ရဲ့နောက်ကြောင်းကိုယ့်ရဲ့ဖြစ်တည်မှုအခြေခံပြီးတော့မှဘယ်လူကြီးမဆိုစဉ်းစားမှာပဲဒီကောင်တမိုင်းသူတို့မှလည်းလူတွေအများကြီးရှိတာဟုတ်ဒီကောင်တမိုင်းသူတို့မှလည်းလူတွေအများကြီးရှိတာဟုတ်သူတမိုင်းကြောင်းကဘယ်လိုရှိလဲဒိန်းတော့ဘယ်လိုရှိလဲအုံးကြီးကဘယ်လိုရှိနေလဲအဲ့တော့မှသူတို့မှသူကတော့ဒီလိုပါလားအဲ့လိုလုပ်ပြီးတော့ပဲပေါင်းမှာပေါ့သိရမလားအဲ့လိုသဘောပေါက်ပါဗျာတိတ်လည်းမပြောချင်ဘူးကျေးဇူးတင်ပါတယ်နောက်တစ်ခါပြောရင်တော့တက်တင်နဲ့ချပြမယ်ကျွန်တော်တိတ်ပြီးတော့ဘူးမဆိုင်တတ်ဘူးသိလားကျွန်တော်တက်တင်တော့စုထားတယ်ဗဇက်ပိတ်လိုက်တော့လို့ပြောလိုက်ပါသိလားအဲ့ဒါကျွန်တော်ပြောရတယ်